တော်ကြာသွားပြီချယ်ရီကုန်ရမြန်လုံးသည်နေ့တနေ့ကလို့စိတ်မထင်မဲ့မီမဲကြောင့်စပင်းတစ်ခွာနဲ့သူမနဲ့ကြည့်တစ်ချက်ဆုံးမိသည်ကျွန်တော်ရင်ခုန်တဲ့လုံးနိုးခဲ့လေပြီတန်တန်ကုန်မသည်မိုးစေးတဲ့တီသူမမျက်နှာလေးခိုးကြည့်နေတတ်ပြီအိမ်စားတွေလည်းမသိကျောင်းစားတွေလည်းမသိသူမသာတွေ့တဲ့မြေပဲရောက်လာသည်စားတွေကြိုးစားကြလည်းမထူးဆိုမို့လို့သူမရဲ့အရေးပြုံးလေးအောင်မှတီတို့ရင်ခုန်မိတကယ်ချို့တွေ့လို့မရတော့လို့ဖွင့်ပြောလိုက်ဖို့ငါဆုံးပြခါမှာဝေဆုံးရဲ့စီသူလေးပြေးထွက်ပြီးချို့တွေ့လို့မရတော့လို့ပွေပြောလိုက်ဖို့ငါဆုံးပြခါမှာဝေဆုံးရဲ့စီပြေးထွက်သွားလေပြီဘယ်ခါကျလေးမိုးရဖြောက်ဖြောက်ကြွေကြသည်အုံငါမျက်ရှိလာမတဲ့ကွယ်ကိုမသိပြီဒီရင်ပဲကြည့်တယ်ခုတိုင်တော့ဖြိုရွာကြသည်ဒီမိုးဟာပုံပြင်တွေလို့ဆုံးသပြီကြိုးစားကြလည်းမထူးဆိုမို့လို့သူမရဲ့အရေးပြုံးလေးအောင်မှတီတို့ရင်ခုန်မိတကယ်ချို့တွေ့လို့မရတော့လို့ဖွင့်ပြောလိုက်ဖို့ငါဆုံးပြခါမှာဝေဆုံးရဲ့စီသူလေးပြေးထွက်ပြီးချို့တွေ့လို့မရတော့လို့ပွေပြောလိုက်ဖို့ငါဆုံးပြခါမှာဝေဆုံးရဲ့စီပြေးထွက်သွားလေပြီ